cái cho nó mấy suy bao mình là bao này biết rồi mà gì nó cho nó cho dân phản ba ở đó cho nó cũng biểu biểu bây giờ là ba lẽ solution số số cho nó mấy suy đi cho nó biểu đấy em mà con ngủ đấy apo toa để chú đấy rồi em mà để đấy nó ở đó apo toa để chú đấy rồi em mà chỉ cái đấy tu chả mày nhận được đấy tiền bạc đấy chả mày đấy chú sai à mày ao toa để chú đấy rồi em mà rồi xem ngày về đấy tu phụ mình thấy ngày đấy tu đấy cũng cái chú sai bây à mày tu rồi chả mày này bắt đầu bị đi cả thà bị cái chú sai bây à mày nó cái ai đó em mà sura miu giống mày nó em mà đã sura ở đó cho nó chắc đó bulu ham là solution em mà thấy mà ngã đi phá là solution bắt sang nhà đấy em mà thấy mà liver biến là solution bắt sang đi nhà đấy trong thời kỳ đi qua là solution đã càng cao mù đểဖြစ်တယ်ပေါ့နော်နောက်ပြီးတော့အိမ်မက်ကအမျိုးမျိုးရှိတယ်ဗျအိမ်မက်ဆိုတဲ့အမျိုးကနော်ကိုယ့်ရဲ့ဘဝမှာကိုမက်လေမက်တာရှိတာတဲ့ဘယ်လိုမျိုးလဲပေါ့နော်အဲ့ဒါလိုဟာမိုးတယ်ပြန်ဆန်းစစ်နောက်ပြီးတော့အပေါ့အလေးသွားတယ်လို့အိမ်မက်မက်လို့ရှိရင်အပေါ့သွားယုံတက်တက်ဆိုလို့ရှိရင်နည်းနည်းလေးသူကငွေကုန်ကြေးကြနည်းနည်းလေးရှိမယ်ဂုံသိက္ခာနည်းနည်းညှိုးနှွမ်းတတ်တယ်အဲ့လိုမဟုတ်ပဲအလေးပါသွားတယ်ဆိုလို့ရှိရင်အဲ့ဒီနေ့တနေ့တာမှာပတ်စံရှိသမျှဆိုတာကုန်ရောနော်ကုန်တယ်နောက်ပြီးတော့ဂုံသိက္ခာတွေကြီးကြီးမားမားကျတတ်တယ်နောက်ပြီးတော့ခန္ဓာကိုယ်ရဲ့လောက်တွေထွက်တယ်တို့ဘာလို့အဲ့ဒါလိုဟာမို့မဲ့ရင်တော့အသားတွေကလောက်ထွက်တယ်ဆိုတဲ့နမိတ်ပါပဲเนาะအဲ့တော့အိမ်မက်ကအကြောင်းကတော့ကျွန်တော်ကတော့ဒါအိမ်မက်ကိုခေါ်တာမဟုတ်ဘူးအိမ်မက်ဆိုးတွေမက်ခဲ့ရင်အဲ့ဒီအိမ်မက်ဆိုးအတိုင်းမဖြစ်အောင်လို့ပြုလို့ရမယ့်ရည်ရည်လေးပြောပြချင်တာပါတင်းငုတ်တို့ဆိုတာတစ်ပင်အကြီးကိုလှဲလိုက်ပြီအဲ့မှာအောက်မှာငုတ်တို့လေးတွေကြံခဲ့တယ်အဲ့ဒီငုတ်တို့ကိုမနဲ့မိုးလင်းတာနဲ့ရေတစ်ခွက်ခတ်ပြီးတော့ငါရဲ့အိမ်မက်ဆိုးတွေတခါတည်းပါသွားစေငါတန်နင်ခံလို့ပြောပြီးအဲ့ဒီတင်းငုတ်တို့ကိုရေလောင်းရတယ်ရေကိုလက်ပြန်လောင်းရတယ်ရေခွက်နဲ့နော်ရေခွက်နဲ့လက်ပြန်လောင်းရတယ်သူကဓာမျိုးလောင်းတာမဟုတ်ဘူးနော်ဒီလိုလောင်းတာနော်အဲ့ဒါလိုလက်ပြန်လောင်းလိုက်အဲ့ဒါလိုလောင်းလိုက်ရင်အဲ့အိမ်မက်ဆိုးကသူကမဖြစ်တော့ဘူးအဲ့ဒါလေးကိုပြောပြတာပါเนาะအဲ့တော့ဘလို့ပဲအိမ်မက်ဆိုးတွေမဲ့ဘာမှရင်ထဲမှာမထားနဲ့တောကတွေအပူတွေကိုရင်ထဲရတယ်ဖယ်ထုတ်လိုက်မိုးလင်းတာနဲ့တင်းငုတ်တူရှာပြီးတော့စောစောစီစီရေလောင်းလိုက်ပါเนาะအဲ့ဒီအတိုင်းလေးလှုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့အားလုံးအစီပြေကောင်းမွန်သွားပါလိမ့်မယ်เนาะကဲကျွန်တော်ကြော်သိန်းဖန်ပါကျွန်တော်မိတ်ဆွေတွေကျွန်တော်ရဲ့အင်္ဂလိပ်လိုကြော်စင်ဟိန်းအကောက်ကလေးကိုပေါ်လို့လုပ်ပေးထားပါနောက်တစ်ခုကလာအပ်ပါเนาะအဲ့တော့ကျွန်တော်အရင်အကောက်ပြတ်သွားလို့ပါဟုတ်ပြီလားကဲအားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေเนาะ